ထိုင်းမြန်မာနယ်စပ်ရှိစစ်ကောင်စီမဲလာစစ်စကန်ကိုတရက်ကျော်ကြာတိုက်ခိုက်ပြီးတဲ့နောက် KNU ကသိမ်းပိုက်ရရှိကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ် KNU တပ်မ9နယ်မြေတွင်ရှိစစ်ကောင်စီမဲလာစစ်စကန်ကိုတရက်ကျော်ကြာတိုက်ခိုက်ပြီးတဲ့နောက် KNU ကသိမ်းပိုက်ရရှိသွားပြီဖြစ်ကြောင်း KNU သတင်းမြစ်ကပြောပါတယ်။မဲလာ14ရက်နေ့မနက်4နာရီကျော်ချိန်ကစတင်ပြီးမဲလာစစ်ကောင်စီတပ်စကန်ကို KNL ပူပေါင်းတပ်တွေကဒရုန်းတွေနဲ့စတင်ပုံကျဲတိုက်ခိုက်ပြီးမြေပြင်မှာလည်းပိတ်ဆို့ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်းမေလ15ရက်နေ့ညပိုင်းမှာဆိုဘာစကန်ကိုပြီးသက်တိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ကြောင်းယနေ့မေလ16ရက်နေ့မှာမေလစစ်စကန်ကထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်အရာရှိနဲ့စစ်သားတွေကိုလိုက်လံရှင်းလင်းလျက်ရှိကြောင်းသိရပါတယ်။တနေ့တညတိုက်တာမှာစကန်ရပါပြီမေလစကန်ကိုပိတ်ဆို့ထားတာကတော့2လလောက်ရှိပြီထွက်ပြေးစစ်ကောင်စီကိုလိုက်ရှင်းနေတဲ့အသေးစိတ်ကိုသက်ဆိုင်ရာကထုတ်ပြန်ပါလိမ့်မယ်လို့ KNU စေသတင်းမြစ်ကတည်ပြုပါတယ်။ KNU တပ်မ9နယ်မြေတွင်ရှိဖန်ခရိုင်လိုင်းပွဲခရိုင်ပိုင်ကြုံမြို့မြောက်ရီမြို့နယ်နဘူးမြို့နယ်ရှမ်းရွာတင်နေမြေမှာစစ်ကောင်စီတပ်စကန်ပေါင်း20ခန်းနဲ့အခြေချစစ်ဗျူဟာစကန်9ခုခန့်ကျန်ရှိနေသေးကြောင်းသိရပါတယ်။အခုထိုင်းမြန်မာနယ်စပ်မြောက်ရီခရိုင်ထဲမှာနော်တယာစကန်မော်ဖိုးကိစကန်ဝန်ကာတေစစ်တပ်စကန်နေကျန်နေသေးတယ်။အောက်ဘက်မှာဆိုရင်တော့လိုင်းပွဲရှမ်းရွာတင်မှာလည်းဗျူဟာကုန်းခန့်စစ်ကုန်းနေကျန်သေးတယ်။ပိုင်ကြုံမှာလည်းအခြေချစကန်နေကော့ကရိတ်နဘူးမှာလည်းခမ940ခုခမ948ခမ949တိုင်နေလန်ကင်စကန်နေဆက်ရှင်းမှုရှိတယ်လို့ KNU သတင်းမြစ်ကရှင်းပြပါတယ်။ထိုင်းမြန်မာနယ်စပ်မှာရှိစစ်တပ်စကန်တွေကို KNL မဟာမိတ်ပူပေါင်းတပ်တွေကဆက်လက်တိုက်ခိုက်သိမ်းပိုက်နေသဖြင့်မဲလာကြီးမြန်မာဘက်ခြမ်းကနေပြည်သူ9ဝန်ကျင်ကထိုင်းနိုင်ငံကိုတင်းရှောင်သွားကြောင်းသိရတယ်။မေလ17ရက်နေ့ညနေပိုင်း KNU နဲ့ PDF ပူပေါင်းတပ်တွေကစစ်ကောင်စီခမ24တန်ရဲ့တာလက်ပြွာစစ်စကန်ကိုသိမ်းပိုက်ခဲ့ပြီးနောက်မေလ15ရက်နေ့ညနေပိုင်းမဲလာစစ်ကောင်စီတပ်စကန်ကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းသိရပါတယ်။မေလ9ရက်နေ့မှာဂျပန်စစ်ကောင်စီရဲ့တက်ကော်ပီကွေးစကန်ကို KNL ပြည်တဲ့ပူပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ KNU ကမတ်လဧပြီလနဲ့ယခုမေလအတွင်းမှာထိုင်းမြန်မာနယ်စပ်နီမှာစစ်ကောင်စီရဲ့ပူလူတူခလက်တေတက်ကော်ပီခွေးမော်ဖာတူစကန်တာလက်စကန်တွေကိုဇက်တိုက်တိုက်ခိုက်သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ပါတယ်။နောက်ထပ်တင်ဆက်ပေးမှာကတော့မင်းတပ်နဲ့ဒီလင်းမြို့နယ်တို့ကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေနဲ့ပုံကျဲမှုသက်73နှစ်ရဲ့ចောင်းသားပါဝင်တဲ့ဦးသိဆောင်ပြီးပြည်သူစစ်တပ်အထိခိုက်တဲ့အရာချင်းပြည်နယ်မင်းတပ်မြို့နယ်နဲ့မကွေးတိုင်းထိလင်းမြို့နယ်တို့ကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေနဲ့ပုံကျဲခဲ့ရမှာသက်73နှစ်ရဲ့ចောင်းသားပါဝင်တဲ့ဦးသိဆောင်ပြီးစစ်တပ်အထိခိုက်တဲ့အရာရှိကြောင်းတပ်ဆိုင်ရာဒေသတော်လိုင်းသတင်းမြစ်တွေထံကနေသိရပါတယ်။မေလ15ရက်နေ့မနက်9:30မိနစ်ချိန်မင်းတပ်မြို့နယ်တိုင်းနယ်အမှတ်1အတွင်းရှိချင်းရတကူကိုစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့ကြောင်းအဆိုပါចောင်းသားတောင်းနဲ့အသက်40တရွယ်မြို့သမီးတောက်တို့သိဆုံးခဲ့ကြောင်းတခြားပြည်သူစစ်တောင်းမှလည်းထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းသိရပါတယ်။အဆိုပါပုံကျဲတိုက်ခိုက်မှုတွေကျေးရစာတင်ကြောင်းထိခိုက်ပျက်စီးပြီးကျေးရအင်ဂျီ40ကျော်ထိခိုက်ပျက်စီးခဲ့ကြောင်းမင်းတပ်မြို့နယ်တွင်စစ်တပ်က2015ခုနှစ်ဖေဖော်ဝါရီကနေမေလတွင်လေကြောင်းတိုက်ခိုက်မှု73ကြိမ်တိတိလှုပ်ဆောင်ခဲ့ကြောင်းမင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးဖွဲ့ထံသို့ဆက်သွယ်မြင်းမြန်းထားတော့လဲဆက်သွယ်မရပါဘူး။မင်းတပ်မြို့နယ်မှာချင်းတော်လိုင်းတပ်တွေထံကိုထောက်ပို့ပေးနေတဲ့အဖွဲ့တချို့ကတော့မင်းတပ်မြို့နယ်မှာတိုက်ပွဲတွေမရှိတော့ကြောင်းစစ်ကောင်စီကဘုံနဲ့မကြာခဏဆိုသလိုလာရောက်ပုံကျဲနေခြင်းဖြစ်ကြောင်းအင်တာနက်လိုင်းနဲ့ဖုန်းလိုင်းလွန်ခတ်ခဲ့ကြောင်းပြောဆိုပါတယ်။မင်းတပ်မြို့ကတိမ်မီကလေးကတိုက်ပွဲမရှိတော့ဘူးစစ်တပ်ကမလာနိုင်တော့ဘူးဒါပေမဲ့လေရင်ဝဲတယ်ကင်းထောက်တယ်ပုံကျဲတယ်အဲ့ဒါတော့ပုံမှန်လုပ်နေရမင်းတပ်မှာဖုန်းလိုင်းနဲ့အင်တာနက်လိုင်းခတ်တယ်စတာလင်းရှိမှဆက်တယ်လို့ရတယ်မြို့ကလေကြောင်းတိုက်ခိုက်မှုမရှိရင်အတော်အေးချမ်းပြီလို့ပြောလို့ရမယ်အခုတော့လေကြောင်းတိုက်ခိုက်မှုကိုပဲစိုးရိမ်နေရလို့ချင်းတော်လိုင်းတပ်ဖွဲ့တဲ့တို့ထောက်ပို့နေတဲ့သတင်းမြစ်ကရှင်းပြပါတယ်အလားတူမေလ15ရက်နေ့ည7:00နာရီချိန်မကွေးတိုင်းထိလင်းမြို့နယ်တွင်ကိုစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့ကြောင်းရောလင်းတန်းကိုပါကောင်ကသတင်းထုတ်ပြန်ထားပါတယ်ဆက်လက်ပြီးမိထီလာမှာဆိုင်ရိုက်ကယ်ရီသမားမောင်ချစ်ဝင်းကိုစစ်တပ်ကဖမ်းဆီးသွားပြီး350နဲ့ရွေရွံ့အကြောင်းကြားကမောင်ချစ်ဝင်းအလောင်းကိုသာမိသားစုထံသို့ပြန်ပြီးမန္တလေးတိုင်းမိထီလာမြို့နယ်မှာဆိုင်ရိုက်ကယ်ရီသမားမောင်ချစ်ဝင်းကိုစစ်တပ်ကဖမ်းဆီးသွားပြီး350နဲ့ရွေရွံ့မိဘတွေကိုအကြောင်းကြားပြီးနောက်မောင်ချစ်ဝင်းရဲ့အလောင်းကိုသာမိသားစုထံပြန်ပေးကြောင်းတေဆုံးသူရဲ့မိတ်ဆွေတွေကပြောပါတယ်မေလ17ရက်နေ့ကောင်ဆောင်လောပြည့်နေ့မိထီလာမြို့နယ်အန်တူဂျီယာမှာဆိုင်ကယ်ကယ်သမား23နှစ်ရဲ့မောင်ချစ်ဝင်းကိုရွှေမြင့်တင်ဖျားရှိမှစစ်တပ်ကဖမ်းဆီးသွားခဲ့ကြောင်းရင်းနောက်မေလ17ရက်နေ့ညပိုင်းမောင်ချစ်ဝင်းကို350နဲ့လာရွက်မိဘတွေကိုအကြောင်းကြားလာကြောင်းမိဘတွေကလည်းမေလ17ရက်နေ့မနက်ပိုင်းတွားရောက်ရွယ်သက်ဆိုင်ရာကျေးအုပ်ချုပ်ရေးမှူးဝင်းမြင့်ကျော်ထံသို့အကူအညီတောင်းခဲ့ကြောင်းသိရပါတယ်မေလ17ရက်နေ့မနက်တနာရီချိန်မောင်ချစ်ဝင်းရဲ့မိဘတွေထံကိုစစ်တပ်ကဖုန်းဆက်လာပြီးဖမ်းဆီးထားတဲ့သားဖြစ်သူမောင်ချစ်ဝင်းတိတ်ဆုံးသွားပြီဖြစ်အလောင်းလာရွံသိပေးလာကြောင်းသိရပါတယ်။မေလ14ရက်နေ့မှာတကြိုလိုက်တဲ့မောင်ချစ်ဝင်းကိုဖမ်းဆီးနှိပ်စက်ပြီးတပ်ပစ်လိုက်တာပထမ350နဲ့ရွေးခိုင်းလို့မနက်ပိုင်းမှာတွားရွေးဖို့လုပ်နေတော့စစ်တပ်ကအလောင်းလာရွေးခိုင်းတာဖုန်းဆက်တဲ့အတန်ဖိုင်ကိုအမှတ်တရစကန်ကတက်တည်ပြသိမ်းယူထားလို့တိတ်ဆုံးတဲ့မိတ်ဆွေကရှင်းပြပါတယ်။တိတ်ဆုံးတဲ့ဆိုင်ကယ်ကယ်ရီသမားမောင်ချစ်ဝင်းကိုစစ်တပ်ကဖမ်းဆီးရဲ့အကြောင်းရင်းကိုမသိရှိရသေးပဲအဓိကဖမ်းဆီးငွေညစ်တဲ့တာသဘောထားဖြစ်ကြောင်းတိတ်ဆုံးတဲ့မိတ်ဆွေတွေကဆိုပါတယ်။မန္တလေးတိုင်းမိထီလာမြို့နယ်မှာစစ်တပ်ပြည်သူစစ်နဲ့ပြူစောတဲ့ကပြည်သူတွေကိုဖမ်းဆီးခိမ်းမှာငွေကြေးတောင်းခြင်းနှိပ်စက်ခြင်းကြောင်းမရှိကြောင်းရှာဖမ်းဆီးပြီးငွေကြေးနဲ့ရွေးယူခိုင်းမှုတွေကိုတောက်လျှောက်ဆိုသလိုကျူးလွန်လျက်ရှိကြောင်းဒေသပြည်သူတွေထံကနေသိရပါတယ်။
ဆက်လက်ပြီးကြောက်တော်မျိုးပေါ်ကိုစစ်ကောင်စီကနေရက်စတိုက်လေးချောင်းပုံကျဲတိုက်ခိုက်ပြည်သူရှေ့ဦးတေဆောင်မီ14ဦးတန်းအရရခိုင်ပြည်နယ်ရှိရခိုင်တပ်တော်ရေးထိန်းချုပ်ထားကြောက်တော်မျိုးပေါ်မှာရှယ်လူနေထူထပ်တဲ့ရက်ကွက်တွေတွင်တပ်ဖက်စစ်ကောင်စီကနေရက်စတိုက်လေးချောင်းကနေပုံကျဲတိုက်ခိုက်မှာရက်သားပြည်သူရှေ့ရောက်တေဆောင်မီ14ယောက်တန်းရခဲ့လို့အေကထုတ်ပြန်ပါတယ်မေလ15ရက်နေ့ကနေ့လယ်ပိုင်းမှာတပ်ဖက်စစ်ကောင်စီကကြောက်တော်မျိုးရွာမရက်ကွက်ကိုဂျက်ဖိုက်တာနဲ့3ချိန်တိုင်လေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့လို့ဆိုပါတယ်စစ်ကောင်စီတပ်ပုံကျဲတိုက်ခိုက်မှုတွင်ရဲသားပြည်သူ9ယောက်သေဆုံးပြီးပြည်သူကောပြင်းထန်တဲ့အလက်စာတရားရရှိခဲ့ပါတယ်။မေလ14ရက်နေ့ညနေပိုင်းမှာလည်းတပ်ဖက်စစ်ကောင်စီကကြောက်တော်မျိုးရွာမရက်ကွက်ကိုဂျက်ဖိုက်တာနဲ့ပုံကျဲတိုက်ခိုက်ရာရဲသားပြည်သူမျိုးသမီး3ယောက်သေဆုံးပြီး9ယောက်တရားရရှိခဲ့တာဖြစ်ပါတယ်။ငလင်တန်ကိုပြင်းထန်ခံစားခဲ့ရပြည်သူတွေအတွက်လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေကိုထိရောက်စွာပေးနိုင်မှုအတွက်အေးအပါအဝင်ညီနောင်သုံးဘက်ကတစ်ဖက်သက်ပြည့်ရကာလကိုမေလ31ရက်ထိတလတာတိုးမြင့်ထားတဲ့အချိန်ကာလကိုအခွင့်ကောင်းရွာတပ်ဖက်စစ်တပ်ကပြစ်မဲ့ပြည်သူတွေကိုအခုလိုလာရောက်တိုက်ခိုက်နေမှုတွေကိုပြင်းထန်စွာရှုံချကြောင်းအေးကထုတ်ပြန်ပါတယ်။အနေနဲ့အသက်ဆုံးရှုံးသွားတဲ့ပြည်သူလူထုရဲ့မိသားစုဆွေမျိုးတွေနဲ့ထပ်တူဝမ်းနေရသလိုအပြစ်မဲ့ရက်သားအရကပြည်သူတွေကိုစုလိုက်ပြုံလိုက်တပ်ဖြတ်နေကဆရာဆွေမှုတွေကိုနိုင်ငံနဲ့ဇက်တိုက်ကျူးလွန်နေတဲ့စစ်ကောင်စီရဲ့လက်ကိုမှတ်တမ်းတင်ထားကြောင်းအရကတပ်တော်ရေးကထုတ်ပြန်ထားပါတယ်။